င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်။မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့လိုအပ်လာပြီလို့မင်းအောင်လှိုင်ပြောလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့လိုအပ်လာပြီဖြစ်ကြောင်းစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဒီကနေ့ဇွန်လ25ရက်မှာပြုလုပ်တဲ့ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025မှာမိန့်ခွန်းပြောကြားရာမှာထည့်သွင်းပြောကြားခဲ့ပါတယ်။လူမှုစီးပွားဘဝလုံခြုံရေးနဲ့အာမခံချက်ရရှိဖို့အဓိကဖြစ်ပါတယ်။ငြိမ်းချမ်းစွာနေထိုင်ပြီးကောင်းမွန်စွာဆောင်ရွက်နိုင်ခြင်းဖြင့်မိမိတို့ဘဝတိုးတက်မှုကိုရရှိမှာဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးဖြစ်ဖို့ဆိုတာကျွန်တော်တို့အနေနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံပြီးအမြင့်ချင်းဖလှယ်ဆွေးနွေးသွားဖို့အမှန်တကယ်လိုအပ်ပါတယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်။အဲဒီလိုမျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့မင်းအောင်လှိုင်ကပြောကြားခဲ့တော့လေမြည်သည့်အဖွဲ့များနဲ့တွေ့ဆုံဆွေးနွေးမယ်ဆိုတာကိုတော့တိကျစွာပြောကြားခဲ့ခြင်းမရှိပါဘူး။ဒါအပြင်မြန်မာနိုင်ငံပြည်တွင်းရေးမှာတရုတ်အကူအညီရယူနေတဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြည်ပဩဇာကံမဖြစ်သွားဖို့အတွက်လိုအပ်တယ်လို့လည်းအဲ့ဒီဖိုရမ်မှာပြောကြားပါတယ်။နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီးနိုင်ငံအများနဲ့တဟဆာတာဖြစ်နေဖို့လိုအပ်တာမှန်ပြီးမဲ့လေဩဇာကံဖြစ်မသွားဖို့အထူးသတိထားမှာဖြစ်တယ်လို့စစ်ကောင်ဆောင်ကဆိုပါတယ်။အဆိုပါဖိုရမ်မှာပဲစစ်ကောင်ဆောင်ကငြိမ်းချမ်းရေးဖော်ဆောင်ရာမှာပြည်ပဆွဲဖက်မှုမရှိဖို့လိုအပ်တယ်လို့ပြည်တွင်းအနှောက်အယှက်များကင်းကင်းရှင်းရှင်းရှိဖို့လိုအပ်တယ်လို့ပြောကြားထားတဲ့အပြင်တိုင်းသားညီကိုချင်းပြည်ထောင်စုစိတ်ဓာတ်အရင်ခံပြီးနိုင်ငံရေးနည်းလမ်းတကျတွဲဆုံဆွေးနွေးအပြေရှာနိုင်မှသာတည်တံ့တဲ့ငြိမ်းချမ်းရေးရရှိမယ်လို့ပြောကြားပါတယ်။အဲဒီလိုစစ်ကောင်ဆောင်ကပြောကြားထားတော့လေလာရှိုမျိုးပြန်လည်ရရှိဖို့အတွက်တရုတ်ကိုအကူအညီတောင်းခံခဲ့တယ်လို့စီရင်ရလုံးဝမနိုင်တဲ့ TNL KIA နဲ့ AA တို့လည်းတရုတ်နိုင်ငံကဖိအားပေးဖို့စစ်ကောင်စီကအကူအညီတောင်းခံထားကြောင်းနိုင်ငံရေးလေးလာသုံးသပ်သူတွေကထောက်ပြပါတယ်။ဒါအပြင်ပြည်သူများလက်မခံတဲ့ရွှေကောက်ပွဲကိုလည်းမဖြစ်မနေလှုံ့ဆော်သွားရမယ်လို့စစ်ကောင်စီကပြောကြားထားတယ်လို့ရွှေကောက်ပွဲမှာထွက်ပေါ်လာတဲ့အစိုးရကိုလည်းအာဏာလွှဲသွားမယ်လို့ပြောပါတယ်။ငြိမ်းချမ်းရေးဖိုရမ်မှာဆီအာဏာသိမ်းခဲ့မှုကိုလည်း2008ဖွဲ့စည်းပုံတိုင်းပြုလုပ်ခဲ့တယ်လို့ပြောကြားခဲ့တဲ့အပြင်လက်ရှိလှုံ့ဆော်ခြင်းတွေကအခြေခံဥပဒေကိုကျော်လွန်ခြင်းမရှိလို့လည်းစစ်ကောင်ဆောင်ကထပ်ခါပြောကြားခဲ့ပါသေးတယ်။ဒါအပြင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာအောင်မြင်ခဲ့ခြင်းက NLD အစိုးရနဲ့လွှတ်တော်တို့မှဥပဒေကျော်လွန်လှုပ်ဆောင်ခဲ့တာတွေကြောင့်ဖြစ်တယ်လို့လည်းစစ်ကောင်ဆောင်ကဆွဆွဲခဲ့ပါသေးတယ်။ဆက်လက်ပြီး NLD အစိုးရနဲ့လွှတ်တော်ကဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုပြဋ္ဌာန်းချက်တွေနဲ့ကိစ္စများစွာလှုပ်ဆောင်ခဲ့ပြီးလက်ရှိအခြေအနေဆိုက်ရောက်ခဲ့ရတယ်လို့အကြမ်းဖက်မင်းအောင်လှိုင်ပြောပြနေကြောင်းတင်ဆက်ပေးပါမယ်။ NLD အစိုးရနဲ့လွှတ်တော်ကဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုပြဋ္ဌာန်းချက်တွေနဲ့ကိစ္စများစွာလှုပ်ဆောင်ခဲ့ပြီးလက်ရှိအခြေအနေဆိုက်ရောက်ခဲ့ရကြောင်းအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောဆိုပြန်ပါတယ်။နေပြည်တော်မှာဒီကနေ့ပြုလုပ်တဲ့ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025မှာအကြမ်းဖက်ကောင်ဆောင်မင်းအောင်လှိုင်ကထပ်ပါတိုင်ပြောဆိုတာပါ။စစ်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရွေးဆဲပြီးပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ပြီး2011ခုနှစ်မှာဒီမိုကရေစီကိုအေးအေးချမ်းချမ်းနဲ့ကူးပြောင်းပေးခဲ့ကြောင်းစစ်တပ်ကဒီမိုကရေစီစနစ်ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပထမဒီမိုကရေစီအစိုးရသမ္မတဦးသိန်းစိန်အစိုးရတပ်တန်းမှာလည်းစိန်ခေါ်မှုတွေရှိခဲ့ပြီးဒုတိယဒီမိုကရေစီအစိုးရ NLD အစိုးရလက်ထက်မှာလည်းစစ်ဘက်ရပ်ဖက်ဆက်ဆံရေးတိုးမြင့်နိုင်ဖို့ကြိုးပမ်းခဲ့ကြောင်းဒါပေမဲ့ NLD အစိုးရလွှတ်တော်နဲ့အစိုးရကဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုပြဋ္ဌာန်းချက်တွေနဲ့ကိစ္စများစွာကိုလှုံ့ဆော်ခဲ့တဲ့အတွက်လက်ရှိအခြေအနေထိဆိုက်ရောက်လာရခြင်းဖြစ်ကြောင်းမင်းအောင်လှိုင်ကဆိုပါတယ်။အဲ့ဒီကာလတုန်းကတပ်မတော်ကအရှက်ဖက်စစ်ဘက်ဆက်ဆံရေးတိုးမြင့်ဖို့ကျွန်တော်တို့ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီချိန်ကလွှတ်တော်နဲ့အစိုးရအနေနဲ့ဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုတွေပြဋ္ဌာန်းချက်တွေကိုအတည်ပြုပြီးဥပဒေနဲ့မညီညွတ်တဲ့ကိစ္စများစွာလှုံ့ဆော်ခဲ့ပါတယ်။ဒါကြောင့်လည်းဒီမိုကရေစီအစိုးရဒုတိယအစိုးရလက်ထက်မှာဒီမိုကရေစီလမ်းကြောင်းနဲ့လွှဲချော်ခဲ့ပြီးလက်ရှိအခြေအနေကိုရောက်ရှိလာခဲ့ရတာအားလုံးသိပဲဖြစ်တယ်လို့မင်းအောင်လှိုင်ကပြောဆိုပါတယ်။ရခိုင်က2020ရွေးကောက်ပွဲမှာမဲမတမာမှုရှိလို့စစ်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေအရအာဏာရတယ်လို့မင်းအောင်လှိုင်ကပြောဆိုခဲ့တော့လေအခုခါမှာတော့အရက်ဖက်စစ်ဘက်ဆက်ဆံရေးအစင်မပြေမှု NLD အစိုးရနဲ့လွှတ်တော်ရဲ့လှုပ်ဆောင်ချက်များဥပဒေနဲ့မညီလို့လက်ရှိအခြေအနေဆိုက်ရောက်ရတယ်လို့ပြောဆိုလာပြန်ပါတယ်။စစ်တပ်အနေနဲ့မြန်မာနိုင်ငံမှာဒီမိုကရေစီထူထောင်ရမှာမြန်မာနီမြန်မာဟန်ဒီမိုကရေစီကိုထူထောင်ရမှာဖြစ်ပြီးအခြားနိုင်ငံတွေရဲ့ဒီမိုကရေစီစနစ်ကိုပုံတူကူးချမှာမဟုတ်ကြောင်းရွေးကောက်ပွဲမှာမဲအများဆုံးသူအနိုင်ယူတဲ့စနစ်အပြင် PR ချိုးချကိုစားပြုစနစ်ကိုလည်းအကောင့်ထဲပေါ်မှာဖြစ်ကြောင်းရွေးကောက်ပွဲကိုလာမယ့်နှစ်ကုန်ပိုင်းမှာကျင်းပဖို့စီစဉ်နေကြောင်းမင်းအောင်လှိုင်ကဆက်လက်ပြောဆိုပါတယ်။ကျွန်တော်တို့အနေနဲ့ဒီမိုကရေစီကိုကျင့်သုံးရမှာအခြားနိုင်ငံတွေကိုပုံတူကူးချသွားမှာမဟုတ်ပါဘူး။ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းကြောင်းလူနေမှုစနစ်ရှင်ကျေးမှုစရိုက်လက္ခဏာဒလိထုံထက်အစင်လာတွေနဲ့ကိုက်ညီတဲ့ဒီမိုကရေစီစနစ်ကိုမြန်မာနီမြန်မာဟန်နဲ့မြန်မာရီပဲဦးဆောင်ပြီးတော့ဖော်ဆောင်သွားကြမှာဖြစ်တယ်လို့မင်းအောင်လှိုင်ကဆိုပါတယ်။စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလကစပြီးကျင်းပပြီး2026ခုနှစ်ဇန်နဝါရီဒုတိယပတ်ထိ4ပတ်အတွင်းအပြီးကျင်းပသွားဖို့စဉ်းစားနေကြောင်းရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုချိန်ညှိနေကြောင်းအကြမ်းဖက်မင်းအောင်လှိုင်ကပြောဆိုပါတယ်။
ဆက်လက်ပြီးမြေအောက်စေယုံစေကန်တီဆောင်မဲ့ကမ်ပိန်းသတ်မှတ်ရာခိုင်နှုန်းထက်ကျော်လွန်ရရှိထားတယ်လို့ NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်စီရဲ့ပုံကျဲတံကိုခံနိုင်တဲ့မြေအောက်စေယုံစေကန်တီဆောင်မဲ့ကမ်ပိန်းမှာလက်ရှိမှာသတ်မှတ်ရာခိုင်နှုန်းထက်ကျော်လွန်ရရှိထားကြောင်းအမျိုးသားညီညွတ်ရေးဆိုရ NUG ဝန်ကြီးချုပ်ရုံးထံမှသိရပါဗျ။ NUG ကျန်းမာရေးဝန်ကြီးဌာနကပြည်သူလူထုကိုလုံခြုံစွာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့စေယုံရှိယုံထိစောင့်လုပ်နိုင်ဖို့ရထားတဲ့ Safe Hospital Safe Hardware ကမ်ပိန်းကိုပြုလုပ်ခဲ့တဲ့မေလကလေးကပြုလုပ်နေကြောင်းသိရပါဗျ။အခုဒီကမ်ပိန်းက130ရာခိုင်နှုန်းနီးပါးလောက်တော့ရရှိနေပြီဖြစ်တဲ့ဒါပေမဲ့ကမ်ပိန်းပေးမဲ့ကာလအထိဆက်လက်ပြီးပါဝင်ပေးဖို့ကျွန်တော်တို့ကတောင်းဆိုလိုပါတယ်ဒါပေမဲ့သတ်မှတ်ရထားတဲ့ငွေထပ်ပို့ရပါကဘေးကင်းလုံခြုံတဲ့စေယုံများပို့ပြီးတိစောက်နိုင်မှာဖြစ်တာကြောင့်ရာခိုင်နှုန်းပြည့်သွားတော့လဲထပ်မံပါဝင်ပေးကြဖို့တိုက်တွန်းပြောကြားလိုကြောင်းဦးနေဖုံးလက်ကဆိုပါတယ်အဆိုပါကမ်ပိန်းကိုပြီးခဲ့တဲ့မေလ24ရက်ကစပြီးဇွန်လ30ရက်နေ့ထိပြုလုပ်သွားမှာဖြစ်ပြီးအမေရိကန်ဒေါ်လာ4သိန်းရှိမှန်းပြီးစေယုံရှိယုံထိစောက်လုပ်နိုင်ဖို့ရထားကလက်ရှိမှာမြေအောက်စေယုံ2ရုံစတင်စောက်လုပ်လျက်ရှိကြောင်းသိရပါတယ်စစ်ကောင်စီကအာဏာသိမ်းပြီးနောက်စာတင်ကျောင်းများကိုတာမကစေယုံစေကန်းတွေကိုပါတနေ့တခြားပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် NUG ဝန်ကြီးဌာနကကမ်ပိန်းပြုလုပ်ခါအဲ့ဒီလိုမျိုးစောင့်လုပ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။၎င်းဘုံကျဲတံခံနိုင်တဲ့မြေအောက်စေယုံ2ရုံကိုမြည်သည့်နေရာမှာတိစောက်နေခြင်းနဲ့နောက်ထပ်တိုးချဲ့တိစောက်နေမှုတွေရှိမရှိကိုတော့မြေပြင်လုံခြုံရေးအရာပြောဆိုနိုင်ခြင်းမရှိသေးကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရဦးနေဖုံးလက်ကပြောကြားခဲ့ပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းဗီဒီယိုတွေတသိန်းကျော်ပေးဖို့ပြီးဂင်းနစ်စံချိန်ချိုးနိုင်ခဲ့တယ်လို့တားဖြစ်သူကိုထိန်လင်းအသိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းဗီဒီယိုတသိန်းကျော်ပေးဖို့ပြီးဂင်းနစ်စံချိန်ချိုးနိုင်ခဲ့တယ်လို့တားဖြစ်သူကိုထိန်လင်းကအသိပေးပါတယ်။ဘလောက်ပဲအတားအဆီးတွေရှိပါစေအမေရဲ့ပြင်းပြတဲ့စိတ်ဓာတ်တွေကကျွန်တော်တို့နဲ့အမြဲရှိနေမှာပါမမေအတွက်ကျွန်တော်တို့လုံနိုင်ခဲ့ပြီးဆက်လက်ပြီးလဲလှုပ်ဆောင်သွားကြပါစို့လို့ကိုထိန်လင်းကပြောကြားခဲ့ပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းဗီဒီယိုတွေတသိန်းကျော်နီးပါးပေးပို့ပြီးမနစ်ကတည်းကဂင်းနစ်စံချိန်ကိုချိုးနိုင်ခဲ့တယ်လို့တားဖြစ်သူကိုထိန်လင်းကအသိပေးပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်မွေးနေ့ဆုတောင်းဗီဒီယိုတွေကိုဇွန်လ19ရက်နေ့ထိပေးပို့လာခဲ့ပါတယ်မမေအတွက်မွေးနေ့ဆုတောင်းဗီဒီယိုတွေတသိန်းကျော်နီးပါးပေးပို့ခဲ့ပါတယ်။မမေအတွက်မွေးနေ့ကမ်ပိန်းကအင်မတန်အောင်မြင်တဲ့အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်။တကမ္ဘာလုံးရဲ့ပြည့်စုံတဲ့ချစ်ချင်းမြတ်တာကိုရရှိခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။လူထောင်ပေါင်းများစွာစီကဆိုရှယ်မီဒီယာတွေပေါ်မှာချစ်ချင်းမြတ်တာအပြည့်နဲ့မွေးနေ့ဆုတောင်းဝေမျှရေးသားပေးခဲ့တဲ့မမေအတွက်မွေးနေ့ဆုတောင်းဗီဒီယိုတွေတသိန်းကျော်ကိုပေးပို့ပြီးမနစ်ကဂင်းနစ်စံချိန်ချိုးနိုင်ခဲ့တာတွေကအားလုံးရဲ့စီးလုံးမှုကိုအပြည့်အဝဖော်ပြပေးလိုက်တာပါဒါဟာကျွန်တော်မျှော်လင့်ထားတာနဲ့အများကြီးတာလုံးပါတယ်မမေကိုကျွန်တော်ချစ်တယ်လို့အများကြီးချစ်ခင်ပေးကြတဲ့အတွက်လှိုက်လိုက်လေလေကျေးဇူးတင်ပါတယ်လို့ကိုထိန်လင်းကဆိုပါတယ်ကမ်ပိန်းတစ်ခုထပ်ပို့တဲ့ကဘာကအတိမတ်ပြုလက်ခံခြင်းကိုရရှိခဲ့တာဖြစ်ပြီးလို့ကိုထိန်လင်းကထပ်လောင်းဆိုပါတယ်ဘလောက်ပဲတားဆီးတွေရှိပါစေမမေရဲ့ပြင်းပြတဲ့စိတ်ဆန္ဒတွေကကျွန်တော်တို့နဲ့အမြဲရှိနေမှာပါမမေအတွက်ကျွန်တော်တို့လုံနိုင်ခဲ့ပြီးဆက်လက်ပြီးလည်းလှုပ်ဆောင်သွားကြပါစို့လို့ကိုထိန်လင်းကပြောဆိုကြောင်းသတင်းမှဖော်ပြပါရှိပါတယ်။နောက်ထပ်ရရှိထားတဲ့သတင်းသစ်တွေကိုသိရှိနိုင်စေဖို့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီးအားပေးခဲ့ပါအောင်ရှင်။